ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်အတော်ကြာကသူမကိုလူမိုက်နောက်ဆက်တုန်းကကျွန်တော်ကယ်တင်ပေးခဲ့ဘူးလို့ပါအဲ့ဒီအချိန်ကစပြီးသူမကကျွန်တော်ကိုဆွဲလန်းနေခဲ့တာသူမကကျွန်တော်ကိုလက်ဆောင်တွေပေးပြီးငွေတွေပါအပ်နှံပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီလက်ထပ်ပွဲကိုအတီးယူစရာမလိုပဲမနဲ့လင်းရင်သူမထွက်သွားနိုင်ကြောင်းပြောလိုက်ပါတယ်အရင်ဘဝတုန်းကလည်းသူမဟာကြောင်းတက်ဖို့ထွက်သွားခဲ့တာပါဒီတစ်ချိန်မှာတော့ကျွန်တော်သူမကိုမတားတော့ပါဘူးဒါပေမဲ့ကျွန်တော်သူမကို9 ရက်အချိန်ပေးမယ်အဲ့ဒီအချိန်ထိမထွက်သွားဘူးဆိုရင်တော့ကျွန်တော်တို့တကယ်လင်မယားတွေဖြစ်ကြမယ်လို့ကတိပေးလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲကျွန်တော်ညီကရွာသူကြီးသမီးခန်းထဲရောက်သွားပါတယ်။သူမကကျွန်တော်ဘယ်မှာလဲလို့မေးတော့ညီဖြစ်သူကကျွန်တော်ကတခြားတစ်ယောက်နဲ့နေဖို့ရွေးလိုက်ပြီလို့လိန်ပြောပါတယ်။သူမကချက်ချင်းကက်ကြီးကိုဆွဲပြီးသူ့ကိုအနာမကပ်ဖို့တတိပေးပါတယ်။ညီဖြစ်သူကလည်းကျွန်တော်ကသူ့ကိုရိုက်နှက်ပြီးအတင်းလွတ်လိုက်တာလို့ထပ်လိန်ပါတယ်။နောက်ဆုံးတော့သူမလည်းမျောလင်းချက်ပြက်ပြီးညီဖြစ်သူကိုခက်ခဲတဲ့တောင်းဆိုချက်တွေအများကြီးတောင်းပါတယ်ညီဖြစ်သူကတထေးဖြစ်တော့မယ်ဆိုတဲ့အိမ်မက်နဲ့အကုန်သဘောတူလိုက်ပါတယ်နောက်နေ့မနက်မှာတော့သူတို့ကြားမှာပြဿနာတွေဆက်တက်ပါပြီညီဖြစ်သူကကျွန်တော်ကိုမျက်စိတစ်ဖက်ကွယ်သွားပြီးအထင်နဲ့လာလောင်ပြောင်ပေမဲ့ကျွန်တော်ကဘာမှမဖြစ်ပဲကောင်းကောင်းမွန်မွန်ရှိနေတာကိုတွေ့သွားပါတယ်ရွာလှလေးကလည်းကျွန်တော်ကိုထမင်းစားဖို့ချိုချိုသားသားခေါ်နေတာပါသူမယုံနိုင်အောင်ဖြစ်သွားပြီးကျွန်တော်ဘာလဲကွက်သုံးလိုက်တာလဲလို့တဖောက်ဖောက်မေးနေပါတယ်ကျွန်တော်ကတော့အိမ်ပြန်ပြီးမရရဲ့ဘိုက်ကိုပဲတွားကြည့်ဖို့ပြောလိုက်တယ်အရင်ဘဝတုန်းကကျွန်တော်ဟာမင်္ဂလာဆောင်ပြီးနောက်တစ်နေ့မှတင်ကလေးရခဲ့တာကိုသူတတိယသွားပါတယ်သူအရန်စိတ်လှုပ်ရှားသွားပြီးဒီတစ်ချိန်မှလည်းသူကလေးရပြီးကံကောင်းပြီလို့ထင်သွားပါတယ်သူမိမကတော့သူ့ကိုလှည့်စားရတာလွယ်လိုက်တာလို့တွေးနေချိန်မှာကျွန်တော်ညီကတော့အရာအလုံးကိုတကယ်ကြီးယုံကြည်နေခဲ့ပါပြီ